နေပြည်တော်စစ်ရုံးနဲ့နီးကပ်သည့်စခန်းတိုက်ခိုက်ခံရမှုကြောင့်စစ်အရာရှိအချို့ခေါ်ယူစစ်ဆေးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။2025အတူရောင်ရွေးကောက်ပွဲမှာပေါ်ထွက်လာသည့်ရွှေတုစေအုပ်စု၏စစ်ရုံးချုပ်များအခြေစိုက်ရာနေပြည်တော်နယ်မြေတွင်တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်လာမှုနှင့်ပတ်သက်ပြီးတာဝန်ပြတ်ကွက်ခဲ့သည့်စစ်အရာရှိချုပ်ကိုခေါ်ယူစစ်ဆေးနေကြောင်းသိရပါတယ်။ခမာယာ414တို့မှအရာရှိများနှင့်ဒုစစ်စင်ရေးကိုကဲရေးမှုဒုစကခမှုတို့ကိုပြီးခဲ့သည့်ဧပြီလ23ရက်နေ့တွင်နေပြည်တော်သို့ခေါ်ယူစစ်ဆေးခဲ့ကြောင်းတပ်တွင်သတင်းရင်းမြစ်များထံမှသိရပါတယ်။စီယုံချုပ်တွေရှိတဲ့6လုံးတန်းနဲ့တောင်မိုင်းနေငယ်ပဲကွာတော့တဲ့နေရာမှာတိုက်ခိုက်ခံရတာဆိုတော့အရာရှိတွေကိုခေါ်စစ်နေတာစကခ6ကတာဝန်ရှိသူတွေကိုလည်းခေါ်မိနေတဲ့ဟုတပ်တွင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကလေဝေးမြို့နယ်အောက်ချမ်းသာရွာသစ်ရှိအင်အား40ခန့်ရှိသောစစ်တပ်စခန်းကိုတော်လှန်ရေးအင်အားစုများကဝင်ရောက်တိုက်ခိုက်ခဲ့ရာရွေးတုစေအုပ်စုဘက်မှဗိုလ်မှူးထွန်းထွန်းလင်းအပါအဝင်10ဦးထပ်မံတေဆုံးခဲ့ပါတယ်။အဆိုပါတိုက်ပွဲတွင်စခန်းတာဝန်ခံဒုဗိုလ်မှူးကြီးတန်းငင်းအပါအဝင်ကြန့်ရှိသည့်တပ်ဖွဲ့ဝင်များမှစခန်းဆုံးခွာထွက်ပြေးသွားခဲ့တဲ့ပြင်အမီတနက်လေးလက်နှင့်ခရဲများကိုတော်လှန်ရေးတပ်ဖွဲ့များကတင်စီရမိခဲ့ပါတယ်။တိုက်ခိုက်ခံရသည့်စစ်စခန်းသည်ရွေးတုအစိုးရ၏စစ်ရုံးဆိုင်ရာနေရာများနှင့်10မိုင်မှ15မိုင်ခန့်သာကွာဝေးသည့်အတွက်ယခုအခါနေပြည်တော်တွင်လုံခြုံရေးများတိုးမြင့်ချထားပြီးစစ်ဆေးရေးတင်းကျပ်ထားကြောင်းသိရပါတယ်။ဆက်လက်ပြီးAAနှင့်တိုက်ပွဲဖြစ်ပွားသည့်ဆက်ဆက်နေမြေမှာနာတာခတိုင်းမှု9ဦးအထိပြောင်းလဲတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အေယာဝတီတိုင်းပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခတွင်စစ်တပ်အာဏာသိမ်းချိန်မှစပြီးယခု2025အတူရောင်ရွေးကောက်ပွဲမှာပေါ်ပေါက်လာသည့်ရွေးတုအစိုးရလက်ထက်အထိတိုင်းမှု9ဦးအထိပြောင်းလဲကန့်အပ်ထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကရွေးတုသမရဦးမင်းအောင်လှိုင်၏ရထားစရင်တွင်ပါဝင်သည့်တိုင်းမှုများပြောင်းလဲခန့်အပ်ရာတွင်နာတာခတိုင်းမှုနေရာပါအပြောင်းလဲတွင်ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခတိုင်းမှုသည့်အဖြစ်ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်စတတ33ကိုအစားထိုးခန့်အပ်လိုက်ပြီးရခင်တိုင်းမှုဟောင်းဗိုလ်ချုပ်စိုးကျော်ထက်ကိုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပခတိုင်းမှုအဖြစ်ပြောင်းရွှေ့လိုက်ပါတယ်။စစ်တပ်အာဏာသိမ်းချိန်မှစပြီးနာတာခတိုင်းမှုများအဖြစ်ဗိုလ်ချုပ်အောင်ဗိုလ်ချုပ်ကြည်ခိုင်ဗိုလ်ချုပ်ဝေလင်းဗိုလ်ချုပ်စိုးကျော်ထက်နဲ့ယခုဗိုလ်မှူးချုပ်အောင်ကျော်ခိုင်အပါအဝင်တိုင်းမှု9ဦးအထိပြောင်းလဲမှုရှိခဲ့ပါတယ်။တိုင်းမှုသစ်ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်မှာရခင်ကဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကဆလိုက်ကော့တွင်ဒါကဆမှုအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်မြေသည်2029စစ်စင်ရေးတိုက်ပွဲများမှစပြီးအာရကတပ်တော် AAE မြို့သိမ်းတိုက်ပွဲများတွင်ပါဝင်လာသည့်အတွက်တိုင်းမှုများကိုရွေးတုစစ်အုပ်စု၏စစ်ဗျူဟာပိုင်းကအနီးကပ်စောင့်ကြည့်သည့်အခြေအနေဖြစ်ပါတယ်။ AA သည်အေယာဝတီတိုင်းတွင်ရှိလေးမျက်နှာရေကြီးအင်ကပူနှင့်တာပေါင်းစသည့်ဒေသများသည်ရခိုင်တပ်ဖက်ချက်နှင့်ဆက်ဆက်ပြီးနေမြေစိုးမိုးမှုရှားယူလိုသည့်အတွက်တိုက်ပွဲများဖော်ဆောင်ထားပြီးနေမြေအချို့ကိုလည်းထိန်းချုပ်ထားပါသည်တိုက်ပွဲများစတင်ဖြစ်ပေါ်လာချိန်တွင်ရခိုင်အေယာဝတီအဆက်ရှိစစ်စေးရေးကိန်းများမှတာဝန်ရှိသူများစစ်အရာရှိများနှင့်တိုင်းမှုများကိုAAနေမြေတွင်ရိတ်ခါနှင့်73စီပို့ဆောင်သည်ဟုဆွဆွဲကဖြစ်တံကြီးများချမှတ်အရေးယူမှုများလည်းရှိခဲ့ပါသည်လက်ရှိရွှေတုစေအုပ်စု၏တပ်ချုပ်အသည့်ရဲဝင်းဦးလက်ထက်တွင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတပခနှင့်ရာတာခတိုင်းမှုနေရာများကိုအပြောင်းလဲအကြီးအကျယ်ပြုလုပ်ထားကြောင်းသိရပါသည်ဆက်လက်ပြီးမြန်မာရဲ့လုံခြုံရေးနှင့်အချုပ်အခြာအာဏာအတွက်ခိုင်မာစွာပံ့ပိုးကူညီဖို့ဝန်ရီဂရီပြုတဲ့ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တရုတ်ထိပ်တန်းတန်တမန်ဝန်ရီကမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးကိုကာကွယ်ဆောင်ရှောက်ရမှာခိုင်ခိုင်မာမာပံ့ပိုးကူညီမယ်လို့မယောင်လိုင်းနဲ့တွေ့ဆုံချိန်မှာပြောပါတယ်။ဝန်ရီဟာဒီအပတ်အတွင်းအရှေ့တောင်အာရှ၃နိုင်ငံဖြစ်တဲ့ကမ္ဘောဒီးယား၊ထိုင်းနဲ့မြန်မာနိုင်ငံတွေကိုခရီးလှည့်လည်နေတာပါ။သူကအခုခီးစင်တွေကနေတက်ဆင့်ဒေတာတွင်ကြုံတွေ့နေရတဲ့ BNL တွေကိုရင်ဆိုင်ဖို့ဆက်ဆံရေးတွေပုံမခိုင်မာအောင်လှုပ်ဆောင်နေတာဖြစ်တယ်လို့တရုတ်နိုင်ငံဟာအမေရိကန်ထပ်ပို့ပြီးတည်ငြိမ်တဲ့မိတ်ဖက်နိုင်ငံဖြစ်တယ်ဆိုတာကိုပြသဖို့ကြိုးစားတာလည်းဖြစ်ပါတယ်။ဝန်ရီကမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ကိုင်းညီပြီးပြည်သူတွေထောက်ခံမှုရမယ့်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုဖော်ဆောင်ရမှာတရုတ်နိုင်ငံကကူညီပေးသွားမယ်လို့ပြောပါတယ်။ဒီနေ့ဟာမြန်မာအစိုးရတည်ရဲ့ပထမဆုံးသက်တမ်းနှစ်ဖြစ်တာကြောင့်နိုင်ငံခြားရှိပြီးသားချစ်ကြည်ရေးကိုဆက်လက်ထိန်းသိမ်းပြီးဆက်ဆံရေးအလားအလာသစ်တွေဖော်ဆောင်ဖို့အခွင့်အရေးကိုရယူတဲ့လို့၎င်းကဆိုပါတယ်။မင်းအောင်လှိုင်ဟာစစ်အာဏာသိမ်းပြီး9နှစ်အကြာဒီလအတွင်းမှာပဲသမ္မတဖြစ်ကျန်းသစ္စာဆိုခဲ့ပြီးအယက်သားယာတုတစ်ခုကနေတိုင်းပြည်ကိုဆက်လက်အုပ်ချုပ်နေတာဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့ကျန်းသစ္စာကျိန်ဆိုပွဲခမ်းနားကိုတရုတ်နိုင်ငံအပါအဝင်ကိုယ်စားလှယ်တချို့တက်ရောက်ခဲ့ပြီးလေးလာစမ်းစစ်သူတွေကစစ်အုပ်စုကျင်းပတဲ့ဒီရွေးကောက်ပွဲကိုတရုတ်နိုင်ငံကအကြီးမားဆုံးထောက်ခံအားပေးခဲ့တာလို့ဆိုပါတယ်။ဒီမိုကရေစီစောင့်ကြည့်ရေးအဖွဲ့တွေကဇန်နဝါရီလမှာပြီးစီးခဲ့တဲ့ဒီရွေးကောက်ပွဲဟာစစ်အုပ်ချုပ်ရေးကိုပုံစံပြောင်းလဲဖို့ကြိုးစားတာပဲလို့ဝေဖန်ကြပါတယ်။စစ်အုပ်စုကိုတော်လှန်တိုက်ခိုက်နေပြီးရွေးကောက်ပွဲကိုလက်မခံတဲ့တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့နေမီတော်တော်များများမှာတော့မဲပေးတာမျိုးမရှိခဲ့ပါဘူး။
ဝန်ရီကအွန်လိုင်းလောင်းကစားနဲ့ကြားပြန်စားတဲ့စိုးရုပ်တဲ့လုပ်ရက်တွေကိုအမြင့်ပြတ်တိုက်ဖြတ်ဖို့အတွက်မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ခြင်းတယ်လို့ပြောပါတယ်မြန်မာနိုင်ငံဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းကြီးထွားလာတဲ့နေရာတစ်ခုဖြစ်လာခဲ့တာပါဒီရစပွဲကိုင်းတွေဟာအစပိုင်းမှာတရုတ်စကားပြောသူတွေကိုပဲပြစ်မှတ်ထားခဲ့ပေမယ့်နောက်ပိုင်းတစ်ကမ္ဘာလုံးကလူတွေစီကနေတစ်နှစ်ကိုဒေါ်လာဘီလီယံပေါင်းများစွာလိမ်လည်နေပါတယ်ဆက်လက်ပြီး KNU ထိန်းချုပ်ထားသည့်မော်တောင်ကိုစေအုပ်စုလေးကျောင်းမှ2ကြိမ်ပုံကျဲတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မော်တောင်မြို့အားစစ်အုပ်စုတပ်ကလေကြောင်းမှ2ကြိမ်ဖုံးချတိုက်ခိုက်သွားကြောင်း KNU သတင်းထုတ်ပြန်ချက်နဲ့ဒေသခံများထံမှသိရပါတယ်။ယနေ့ဧပြီလ26ရက်နနက်10:45မိနစ်အချိန်တွင်တစ်ကြိမ်မွန်းလယ်10:04မိနစ်တွင်တစ်ကြိမ်မော်တောင်အမှတ်1နဲ့အမှတ်9ရွာတို့အားလေကြောင်းမှဂျက်ဖိုက်တာဖြင့်ပေါင်150ဘုံစုစုပေါင်း6လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထိုတိုက်ခိုက်မှုတွင်အရက်သားပြည်သူများထိခိုက်မှုမရှိခဲ့တော့လေ။နေအိမ်နှလုံးဖြတ်စီကြောင်းသိရပါတယ်။မော်တောင်လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းဌာနက KNU တပ်မဟာလေးခရိုင်အတွင်းရေးမှူးပရိုစောအင်နာထံဆက်သွယ်မေးမြန်းထားတော့လည်းပြန်လည်ဖြေကြားခြင်းမရှိသေးပါမော်တောင်မြို့ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များက2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး2ရက်အကြာနိုဝင်ဘာလ14ရက်တွင်အပြီးသက်သိမ်းပိုက်ထားနိုင်ခဲ့ကလက်ရှိတွင် KNU ကထိန်းချုပ်ထားပါတယ်